အခုဒီဘက်မှာပြထားတဲ့ clock က main power EPC ဖြစ်ပြီးတော့ဒီဘက်ကတော့ generator backup power ဆိုပြီးတော့ကျွန်တော်သတ်မှတ်ထားပါတယ် EPC ကျွန်တော်တို့ mi clock ကိုဖွင့်လိုက်ပါတယ်ဖွင့်ထားပြီးတော့ကျွန်တော်က night switch လေးကိုကျွန်တော်ဒီဘက်ပေါ်ဘက်ကိုတင်လိုက်ရင် EPC မီးရပြီးတော့အိမ်မီးလင်းပါမယ်ကျွန်တော်အခု EPC မီးကိုပြတ်တဲ့ပုံစံမျိုးမီးပိတ်လိုက်ပါတယ်အဲ့တော့မီးတီးလည်းငြိမ်းသွားပါတယ်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော် generator clock ကိုဖွင့်လိုက်ပါတယ်ပြီးလို့ရှိရင် night switch ကိုကျွန်တော်အောက်ကိုရွှေ့လိုက်ပါတယ်ခုဆိုရင်ဒီမှာဒီ backup line နဲ့ lighting line ဆက်ပြီးတော့မီးလင်းသွားမှာဖြစ်ပါတယ်အခုဒီ night switch ကိုကျွန်တော်တို့အလဲမှာထားလိုက်ရင်တော့ပါမီမှာလင်းမှာမဟုတ်ပါဘူးအခုကျွန်တော်တို့ကဒီ chain over switch လေးကိုလဲမှာထားရင်ကျွန်တော်တို့ဒီမှာပါမီမှာမလင်းပါဘူး EPC clock ကိုအခုကျွန်တော်ဖွင့်လိုက်ပြီးတော့ဒီ chain over switch ကိုအပေါ်တင်းလိုက်လို့ရှိရင်ကျွန်တော်တို့အခု EPC မီးလင်းသွားပါပြီအဲ့တော့အခုကျွန်တော် EPC မီးကိုပိတ်တဲ့ပုံစံမျိုးလုပ်လိုက်တော့မီးကမလင်းတော့ပါဘူးအဲ့တော့ဒီခုတော့ generator backup power ကအခုစပြီးတော့ဖွင့်လိုက်ပါပြီအဲ့တော့ဒီ chain over switch ကိုကျွန်တော်ကအောက်ကိုချပေးလိုက်လို့ရှိရင် backup power ကြောင့်မီးဒီလင်းသွားမှာဖြစ်ပါတယ်အခုကျွန်တော်ဒီ relay လေးနဲ့စမ်းပြမှာဖြစ်ပါတယ်အခု relay လေးကိုကျွန်တော်အခု EPC power ကိုပေးလိုက်မှာဖြစ်ပါတယ်အခု relay ကကတ်ပြီးတော့အိမ်မီးလင်းသွားပြီဖြစ်ပါတယ်အခု EPC power ပြတ်သွားပြီလို့သဘောထားလိုက်ပါတယ်အဲ့တော့ကျွန်တော်ကအခု generator power ကိုပေးလိုက်တဲ့အခါမှာအခု generator power ကမီးလေးကလည်းလင်းသွားပြီဖြစ်ပါတယ်ဒီ11ပင် relay လေးကိုသုံးလိုက်တဲ့အခါမှာသူကလက်နဲ့တင်ချလှုပ်ရှားမလို့တော့ပါဘူးအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါခင်ဗျာ wire ဘလို့ဆက်တယ်လဲဆိုတာကိုဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်အခုဒီ post လေးမှာတော့ relay တွေအကြောင်းထပ်ပြောရင်းနဲ့ change over or chain over switch တွေအကြောင်းဆွေးနွေးပြရစီ change over ဆိုတာက main power နဲ့ backup power ဒါမှမဟုတ်ကျွန်တော်တို့အိမ်တွေမှာ EPC မီးနဲ့မီးစက်မီးဒါမှမဟုတ် EPC မီးနဲ့ inverter မီးတစ်ခုခုကပြတ်တော့သွားရင်နောက်တစ်ခုကို chain over ပြောင်းပေးတာကို manual လုပ်မလား auto လုပ်မလားဆိုပြီးတော့ဆင်ပေးရတာပါဒါလေးနည်းနည်းလေးကျွန်တော်တို့မြင်လာတော့ ATS auto transfer switch ဆိုပြီးသုံးလာကြပါတယ်ဒါကတော့ backup power ကိုစောင့်ကြည့်ပြီး voltage တွေ frequency တွေကျသွားရင်ဖြုတ်ချပြီး backup power ကိုနှိုးပေးရပ်ပေးတာတွေလုပ်ပေးပါတယ်ကျွန်တော်တို့အိမ်ဒီမှာတော့ two port change over switch တွေဓာတ်မိန်းတွေကို chain over ဖြစ်နေ manually သုံးကြပါတယ်ဒါတွေကကိုကလက်နဲ့သွားပြီးတော့အတင်ချလုပ်ပေးရပါတယ်ဒါကိုမလုပ်ချင်မဲ့ auto လုပ်ချင်ရင်တော့ relay တွေ timer တွေကိုသုံးရပါတယ်ဒီ post လေးမှာတော့ဒါတွေဘလို့စင်တာလဲဆိုတာကိုအကြမ်းဖြင့် basic အနေနဲ့တင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ wire စနစ်အခြေခံကိုကျွန်တော်တို့လုပ်ကြည့်ကြပါမယ်အဓိက command အနေနဲ့ကျွန်တော်တို့ပါနေတာကဆိုလို့ရှိရင်ကျွန်တော်တို့ဒီလုံးလို့ခေါ်တယ်ကျွန်တော်တို့အိမ်တွေမှာသုံးနေတယ်မီးတီးမီးလုံးမီးဖို့ရေမော်တာ wave short set TV စသဖြင့်ပစ္စည်းတွေပါသူတို့ကိုကျွန်တော်တို့ဒီ main power နဲ့ကျွန်တော်တို့ emergency power ကနေပြီးတော့သူ့ကိုပေးရမှာဖြစ်ပါတယ်ဒီပုံမှာတော့ neutral ကကျွန်တော်တို့ဒီမှာ neutral ဆိုလို့ရှိရင်ဒီမှာ line နဲ့ neutral နဲ့ရှိတဲ့နေရာမှာဒီ neutral ဆိုလို့ရှိရင်အတူတူဆက်ထားပါတယ် face ကိုတော့ကျွန်တော်တို့ဒီမှာခလုတ်လေးတစ်ခုလို့ချိန်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်ကဒီပုံလေးကတော့chain pole breaker ဖြစ်ပြီးတော့အလဲကတော့ night switch ပမာလို့ဓာတ်မိန်းလို့ခေါ်ပါတယ်အစွန်ဆုံးကတော့ကျွန်တော်တို့11ပင်220ဖို့ပေးရတဲ့ relay လေးဖြစ်ပါတယ်အခုပထမဆုံးအခြေခံကြဆုံး night switch လို့ခေါ်နေကြတယ်ဓာတ်မိန်းလေးနဲ့စလိုက်ကြအောင်ပါသူ့ကိုစာလို့ပြောရရင်တော့2 pole double throw လို့ခေါ်ပါတယ်2 pole ဆိုတာကကျွန်တော်တို့ဒီ line နဲ့ neutral ကိုပြောတာဖြစ်ပြီးတော့ double throw ဆိုတာကတော့ကျွန်တော်တို့ဒီဘက်ကို EPC ကိုဆက်လို့ရပြီးသုံးလို့ရပါတယ်တစ်ဖက်ကတော့ VZ ကိုဆက်ပြီးတော့သုံးလို့ရတာကိုပြောတာပါအခုကျွန်တော်တို့ကအလဲပုံစံကနေကျွန်တော်တို့ဒီ line နဲ့ neutral ကိုအလဲပုံစံကထုတ်ပါတယ်
လုတ်ဖြစ်တဲ့အိမ်သုံးပစ္စည်းတွေကိုပေးပါတယ်ကျွန်တော်တို့ EPC ကလာတဲ့နှစ်ဆကိုဒီလိုမျိုးကျွန်တော်တို့အပေါ်ကနေပြီးတော့ဆက်ပါတယ်ပြီးရင်အိမ်မီကိုတော့ကျွန်တော်တို့ဒီအလဲနှစ်ဆကနေပြီးတော့ထုတ်ပါတယ်ဒီမောင်းနှံကိုကျွန်တော်တို့ဒီလိုမျိုးအပေါ်ကိုတင်လိုက်တဲ့အခါမှာဒီနှစ်ခုကဆက်သွားပြီးတော့ကျွန်တော်တို့ EPC မီကိုသုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းမီးဆက်ကလာတဲ့ဒီနှစ်ဆကိုမီးဆက်ကလာတဲ့နှစ်ဆကိုကျွန်တော်တို့ကဒီလိုမျိုးအောက်မှာကျွန်တော်တို့ဆက်ထားပါတယ်ပြီးရင်မောင်းနှံကိုအောက်ကိုချထားလိုက်ပါတယ်အိမ်အတွက်လိုအပ်တာတွေကိုကျွန်တော်တို့အလဲစားကနေပြီးတော့ကျွန်တော်တို့ဒီနှစ်ခုကိုဆက်သွားပြီးတော့ထုတ်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒီပုံလေးကတော့2ပို2 over breaker ကို switch ကိုသုံးပြီးတော့အိမ်မီကို power နှစ်ခုနဲ့ဆက်သွယ်ထားတဲ့ပုံလေးကိုပြထားတာဖြစ်ပါတယ်အခုအိမ်မီနဲ့ EPC ဆက်သွယ်ပုံကိုပြရမယ်ဆိုရင်အခု breaker ကိုကျွန်တော်တို့ဒီလိုမျိုးအပေါ်ကိုတင်ထားပေးရပါတယ်အိမ်မီကိုကျွန်တော်တို့က3နဲ့7မှာဆက်ပေးပြီးတော့ EPC မီကိုကျွန်တော်တို့ဒီမှာ2နဲ့6နဲ့မှာဆက်လိုက်ပါတယ်အဲ့ဒီတော့2နဲ့3ကဆက်သွားပြီးတော့6နဲ့7ကလည်းဆက်သွားပြီး EPC power ကိုရမှာဖြစ်ပါတယ်အခုကျွန်တော်တို့အိမ်မီနဲ့ generator နဲ့ဆက်သွယ်ပုံကိုကြည့်ပါမယ် breaker ကိုဒီလိုမျိုးကျွန်တော်တို့အောက်ကိုချလိုက်ပါတယ်ပြီးရင်အိမ်မီကိုကျွန်တော်တို့ဒီမှာ3နဲ့7ကိုဆက်ထားပေးပါတယ်ပြီးရင် generator power ကိုကျွန်တော်တို့4နဲ့6နဲ့မှာဆက်ထားပေးပါတယ်အဲ့ဒီတော့ကျွန်တော်တို့4နဲ့3နဲ့ကျွန်တော်တို့8နဲ့7နဲ့ကဆက်သွားပြီးတော့ generator power ကိုရမှာဖြစ်ပါတယ်အခုကျွန်တော်တို့က11ပင်ကျွန်တော်တို့ဒီမှာ220 volt AC relay လေးကိုသုံးပြီး EPC နဲ့ inverter power chain over လုပ်ပုံကိုပြသသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကအခု EPC ကျွန်တော်တို့ EPC ရဲ့ neutral ကျွန်တော်တို့ဒီမှာ home appliance neutral ဒီ relay ကရဲ့ neutral နဲ့ကျွန်တော်တို့ inverter ရဲ့ neutral တွေအားလုံးကိုပေါင်းပါတယ်ဒီနံပါတ်တန်းလေးကတော့ relay ကွန်ရဲ့ neutral သားဖြစ်ပါတယ်အခုကျွန်တော်တို့က EPC line wire ကိုကျွန်တော်တို့ဒီမှာ relay ရဲ့နံပါတ်2မှာဆက်လိုက်ပါတယ် relay ကို power ပေးထားလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ EPC ကကျွန်တော်တို့အခု power ရတာ ਨੇ ဒီ relay ကွန်ရဆိုရှင်ဒီ2တန်းနေပြီးတော့power ရပြီးတော့ relay ကတ်နေမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကပင်1ကိုကျွန်တော်တို့ပင် EPC line နဲ့ဆက်ပါတယ်ပင်3ကိုကျွန်တော်တို့ဒီပင်3ကိုကျွန်တော်တို့ home နဲ့ဆက်ပါတယ်ဒီကလို့ relay က power ရနေပြီဆိုလို့ရှိရင်1နဲ့3ကဒီမှာ1နဲ့ကျွန်တော်တို့3ကဒီဘက်ကိုဆွဲကပ်သွားပြီးတော့ EPC power ကို home အားရနေမှာဖြစ်ပါတယ်ကျွန်တော်တို့အခု inverter ရဲ့ connection ကိုကြည့်မယ်ဆိုလို့ရှိရင်relay pin 11ကိုကျွန်တော်တို့ပင်11 commander ကို inverter ရဲ့ကျွန်တော်တို့line နဲ့ inverter ရဲ့ကျွန်တော်တို့ line နဲ့ကျွန်တော်တို့ဒီမှာဆက်ထားပါတယ်ပြီးသွားလို့ရှိရင် relay ရဲ့ပင်8ကို home နဲ့ဆက်ပါတယ် relay ရဲ့ပင်8ကို home နဲ့ဆက်ပါတယ် relay သာ power ပြတ်သွားကြလို့ရှိရင်ပင်11နဲ့ဒီမှာပင်11နဲ့ကျွန်တော်တို့ပင်8ကတကယ်လို့အရင်တော့က normally close ဖြစ်နေကြတဲ့အတွက်ကြောင့်မလို့ relay power ပြတ်သွားရင်သူတို့က inverter power ကိုရမှာဖြစ်ပါတယ်ကျွန်တော်တို့ကျန်တဲ့ relay point 5 6 7ကတော့ကျွန်တော်တို့ inverter ရဲ့ charging circuit ကိုသွားမှာဖြစ်ပါတယ်အခုကတော့ video လေးရှည်သွားပြီဖြစ်တာမို့လို့ဒီအကြောင်းအရာကိုကျွန်တော်နောက်ပိုင်းကျရင်အလင်းတင်တယ်လို့ဆွေးနွေးသွားမှာဖြစ်ပါတယ် recap အနေနဲ့ပြောရရင်ဒီ post မှာအဓိကထားပြောချင်တာက11 pin relay အကြောင်းဖြစ်ပြီး change over အကြောင်းအနည်းငယ်သိစေချင်လို့ဒါမိတ်နဲ့ change over ဆွတ်များအကြောင်းထည့်ပြောသွားတာပါပုံပါအတိုင်း inverter circuit တွေမှာ11 pin relay point 3စုံကို
AC line inverter power နဲ့ charger circuit တွေအတွက်သုံးကြပါတယ်အခုဖော်ပြထားတဲ့ inverter circuit ကတော့ဆရာကြီးဝင်းထက်ဝင်းရဲ့လုပ်ငန်းခွင်သုံး electronic စာအုပ်ထဲကကူးယူဖော်ပြထားပါတယ်ဆရာကြီးကိုလည်းဒီနေရာကနေကာဗရာပြုပါတယ်